လာပါရှင်ပမာတိုင်းတာပါရာဖင်တင်တင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးသွားမယ့်တင်အကြောင်းအရာတွေကတော့ KIO အစိုးရမှနံပါတ်ကမြို့တွေ Municipal စီပင်ရုံးဖွင့်လှစ်လိုက်တဲ့တင်နဲ့အခြားဆူစီရရှိထားတဲ့တင်တွေကိုကျွန်မမွန်းကြကနဲ့တင်ဆက်ပေးသွားမှာပါKIA အစိုးရရဲ့မြို့ပြစီမံကိန်းဖို့ဆောင်ရွက်နေတဲ့နံပါတ်ကမြို့မှာဩဂုတ်လ10ရက်နေ့က Municipal ရုံးဖွင့်လှစ်တဲ့အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ကြောင်းတာဝန်ရှိသူများထံကသိရှိရပါတယ်KIO အစိုးရကချမှတ်ထားတဲ့စီပင်စည်းကမ်းချက်များနဲ့အညီမြို့ရွာစီပင်တရားရဲ့အတွက်မြို့တွင်လန်တရာဈေးများလှပတန်ရှင်းတရမှုရှိစေဖို့အတွက်မရှိမဖြစ်အရေးကြီးလိုအပ်တာကြောင့် Municipal ရုံးကိုဖွင့်လှစ်ရတာဖြစ်ပြီး Municipal လုပ်ငန်းများကိုလည်းဆက်တိုက်လှုပ်ဆောင်သွားဖို့ရှိကြောင်းစီပင်ကော်မတီအဖွဲ့ဝင်ဦးလပောင်ဘောက်ကပြောပါတယ်။ KIO အစိုးရအုပ်ချုပ်တဲ့နံပါတ်ကမြို့မှာစာတင်ကျောင်းဆေးရုံလိုဝင်မှုကြီးကြပ်ရေးရုံးရေးစခန်းများအစရှိတဲ့ဌာနဆိုင်ရာရုံးများအတီးတီဖွင့်လှစ်အုပ်ချုပ်နေပြီးလက်ရှိအချိန်စီပင်ဝန်ထမ်းနဲ့ကော်မတီအဖွဲ့ဝင်12ဦးနဲ့မြို့ရွာစီပင်တရားရေးအတွက်စတင်လှုပ်ဆောင်နေကြောင်းသိရပါတယ်ရှင်လိုက်စားခရိုင်တာလောကြီးကျေးရွာမှာဆေးပေးခန်းမရှိတဲ့အတွက်ဖျားနာသူတွေဆေးဝါးပြက်လက်နေပြီးဆေးကုသခံယူဖို့ရန်အတွက်ခက်ခဲနေကြောင်းသိရပါတယ်မိုးရင်းကာလဖြစ်တာကြောင့်ဝမ်ရှော့ဝမ်ပြက်ဖျားနာမှုများနေပြီးဆေးဝါးမရှိပြက်လက်နေတာဖြစ်ပြီးပြည်သူတွေပုံမခက်ခဲနေတယ်လို့သိရပါတယ်။အရေးပေါ်လူနာများကိုလည်းလိုက်စားပြည်သူဆေးရုံကြီးတို့ပို့ဆောင်တာတွေရှိပေမဲ့ခီးလန်အခက်ခဲအမျိုးမျိုးကြောင့်အချိန်မီလိုက်မပို့နိုင်တာတွေလည်းရှိကြောင်းသိရပါတယ်။တာလိုကြီးကျေးရွာမှာတနိုင်တပိုင်ဖွင့်ထားတဲ့ဆေးဆိုင်တချို့ရှိပေမဲ့ဆေးဝါးအစုံအလင်းမရှိတဲ့အခက်အခဲတွေကြောင့်ဒေသခံပြည်သူများအနေနဲ့တက်ဆိုင်ရာတာဝန်ရှိသူများကိုကျေးလက်ဒေသဆေးပေးခန်းများထားပေးဖို့လေတောင်းဆိုနေကြကြောင်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးထောင်မှာအကျဉ်းချထားခံရတဲ့အကျဉ်းသား54ဦးကိုပြန်လည်လွတ်မြောက်ခွင့်ပေးလိုက်ကြောင်းတပ်ဆိုင်ရာတာဝန်ရှိသူများရဲ့ပြပြချက်အရသိရပါတယ်။လွတ်မြောက်လာတဲ့အကျဉ်းသား54ဦးကုခိုင်ကချင်တနမအဖွဲ့ကဩဂုတ်လ9ရက်နေ့မှ9ရက်နေ့အထိအာမခံဖြင့်တွားရောက်ခေါ်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အာမခံလက်မှတ်ရေးထိုးပြီးခေါ်ထုတ်လာတဲ့54ဦးဟာမူစီနမ်ခါမုံစီမီချီနာမိုင်ဂျာယန်နဲ့အခြားသောရပ်ဝေးမှ CDM ပြုတ်လုပ်ပြီးအကျဉ်းချခံရတဲ့သူတွေများလည်းပါဝင်ကြောင်းသိရပါတယ်။အကျဉ်းသားများကို MNDAA တပ်ဖွဲ့ကိုတပ်ဆိုင်ရာအဖွဲ့အစည်းများထံအနံလက်ရှိပြီးကြန့်ရှိတဲ့တော့အကျဉ်းသားများကိုလည်းခေါ်ထုတ်နိုင်ရန်တာဝန်ရှိသူများနဲ့ဆက်လက်ညှိနှိုင်းကြိုးပမ်းလက်ရှိကြောင်းသိရပါတယ်ရှင်။မမတိုင်းတာပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။